ဒီမဲ့မိန်ကလေးဘာလို့ငါနားမှာလာကနေတာလဲသမီးရပဲရက်ခွက်ကလည်းဦးနဲ့အရင်တုန်းကတိခဲ့ဘူးလို့လားဟုတ်လို့လားမဟုတ်လို့လားလူမားနေတာလားဦးတချင်းဆိုနေတယ်ကွာကောင်းကောင်းဆိုပြစီလိုက်မနှောင်ရှက်ပါနဲ့မိန်ကလေးဟာပြောလိခဲလိကွာဟာမလုံးနဲ့နောက်ကိုတန်ကြတော့မယ် ရှင်ထိုင်လိုက်စမ်း ပရိသတ်ကြီးဘာလို့မိန်းကလေးတယောက်ကအခုလိုယောက်ျားတယောက်ကိုအနိုင်ကျင့်တာကိုအားလုံးလက်ပိုက်ကြည့်နေကြတာလဲဟာနတ်ပြည်နဲ့ငရဲကိုနေ့စဉ်ကူးသလိုစွန်ကျုံးလိုဘဲနေရှော့လိုက်တင်းလိုက်နေငါးကိုယူလို့နောက်ဆုံးမှာတော့ဤကြကွေးပိုကောင်းတယ်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 တကြီးနဲ့ကြိုက်တယ်ဤကြကွေးကိုတရွာလုံးခိုက်တယ်အချောင်းလိုက်ကြီးမကြရင်တေချာညက်ပြီးပဲပြုံးနဲ့စားမယ်အဲ့ဒါကိုပဲဤကြလို့ခေါ်ပါတယ်ဒီမဲ့မိတ်ကလေးမင်းတွန်းတော့တွန်းချပြီးတော့ငါ့ကိုလာဆွဲထူအောင်လေကွာဒီနေရာမှာဤကြကွေးအကြောင်းဆက်ပြောကြရအောင်လူတိုင်းရဲ့ဘဝမှာဤကြကွေးကိုတစ်ခါတော့စားဘူးကြမယ်ထင်ပါတယ်အဲ့ဒါကိုပဲနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့ပဲနဲ့ဤကြကွေးအဲ့ဒါပဲဤကြပါဟေးပဲကြကွေးပဲကြပါဟေးပဲကြကွေးကြပါဟေးကဲဒါပြီးဤကြကွေးဖို့ကောင်းတယ်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 